ဒါလေးကတော့66လေးနဲ့မှုန့်မွေးလေးပိုးလူရဲ့ချမောင်ကျော်လေးပါရက်ကြကြလေးအထားခံအောင်လို့66လေးကြော်ထားတာပါချမောင်ကျော်လေးကိုငပီးလေးရဲ့စားလေးရဲ့အချုံမုံလေးရဲ့ပဲသုံးပြီးကြော်မှာပါငံပြရည်တွေဘာတွေတော့မထည့်ပါဘူးပိုးလူကငံပြရည်တွေမကြိုက်ပါဘူးချမောင်ကျော်ဖို့အတွက်ငပီးစိမ့်သားရဲ့ကျက်သွန်းအဖြူအငြိမ်ငရုတ်သီးစိမ့်ရဲ့ပင်စိမ့်ရဲ့ပြစ်ပြုတ်ထားတာရဲ့ချမောင်ရွက်ရည်ကိုစီးပြီးတော့အစင်သစ်ပြင်ထားပါတယ်အထားကန်ချင်တာမို့လို့စီလေးကိုတော့ပုံမှန်ထက်နည်းနည်းပိုထည့်လိုက်ပါတယ်အရင်အများကြီးတော့မဟုတ်ပါဘူးစီများရင်ပိုးလူကမကြိုက်ပါဘူးပိုးလူကစီမပါတဲ့အစားအစာတွေပဲကြိုက်တာပါအရင်ဆုံးကျက်သွန်းအဖြူနဲ့အနီကိုထည့်ကြော်ပါမယ်ပြီးသွားရင်တော့စနုံးမုံအယောင်တင်မုံကိုထည့်ပြီးတော့ကျက်သွန်းနေကျက်သွားအောင်ကြော်လိုက်ပါတယ်ကျက်သွန်းလေးတွေဝါလာပြီးဆိုရင်တော့ငပီစိမ့်သားလေးကိုထည့်ပြီးကြော်ပါတယ်ငပီစိမ့်သားလေးကျက်အောင်လို့ခဏလေးတော့ကြော်ပြီးလိုက်ပါတယ်ပြီးသွားရင်တော့ရေလေးနည်းနည်းထည့်လိုက်ပါတယ်စားရဲ့အချိုမုံရဲ့ပါတခါတည်းထည့်လိုက်ပါတယ်ပြီးရင်တော့ချင်မောင်ရွက်ထည့်ပါမယ်ချင်မောင်ရွက်လေးကိုငပီလေးတွေနဲ့လိမ့်နေအောင်ကြော်ပေးလိုက်ပါမယ်ချင်မောင်ရွက်လေးနူးသွားအောင်လို့ရေလေးနည်းနည်းထည့်ပါတယ်ပြီးရင်တော့မြစ်တွေထည့်ပါမယ်မြစ်ကပြုတ်ပြီးသားပါချင်မောင်နဲ့မြစ်လေးကိုရောပြီးတော့တေချာလေးမှွေပြီးနူးနေအောင်ချက်ပါတယ်ပြီးသွားရင်တော့ချက်ကန်နီးမှာငရုတ်သီးစိမ့်နဲ့ပင်စိမ့်လေးထည့်လိုက်ပါတယ်ချမောင်ကျော်လေးကတော့ကျက်သွားပါပြီပင်စိမ့်လေးထည့်လိုက်တာဖြစ်တဲ့အတွက်အရန်ကိုမှမွေးပါတယ်ပိုးလူချက်တဲ့ဟင်းတွေကတော့လွယ်ပြီးမြန်ပါတယ်ပြီးွားလို့ရှိရင်ပဝင်ပစ္စည်းတွေလည်းမများပါဘူးပိုးလူကတော့ပိုးလူတို့လိုကိုယ်တိုင်ချက်စားနေတဲ့လူငယ်တွေចောင်းတစ်ဖက်အလုံးတစ်ဖက်နဲ့လူငယ်တွေအတွက်လွယ်ကူကူနဲ့ချက်လို့ရတဲ့နည်းလေးတွေပြောပြပေးသွားတာပါ